ပင်လယ်သမားဘုရင်ကြီးဂိုရော့ဂျာကသူ့ရဲ့နောက်ဆုံးအချိန်မှာသူပိုင်ဆိုင်ခဲ့တဲ့ရတနာတွေအားလုံးကိုနေရာတစ်ခုမှာဖွက်ထားခဲ့ရလို့ကြေညာခဲ့ပါတယ်။အဲစကားကြောင့်ပဲချမ်းသာခြင်းနဲ့လူပေါင်းများစွာကရတနာတွေကိုရှာဖို့အတွက် Grand Line ထဲကိုထွက်လာကြတဲ့ကြောင့်ကမ္ဘာပေါ်မှာပင်လယ်သမားတွေကြီးစိုးတဲ့ခေတ်ကိုရောက်လာခဲ့တာဖြစ်ပါတယ်။ခရီးသက်တင်အပျော်စီးသင်္ဘောကြီးတစ်စီးရဲ့ဘေးမှာတစ်သားစီပိုင်းတစ်ခုမျောလာတာကိုတွေ့လိုက်ကြတဲ့အတွက်သင်္ဘောသားတွေလည်းကုန်းမက်ပေါ်ကိုဆွဲတင်လိုက်ကြတဲ့အချိန်သူတို့နောက်ကိုပင်လယ်သမားသင်္ဘောတစ်စီးလိုက်လာတာကိုတွေ့လိုက်ရပါတယ်။ပင်လယ်သမားသင်္ဘောဆိုတဲ့အတန်ကြားရတဲ့လူတွေအားလုံးကကြောက်ရွံ့ထိတ်လန့်ကုန်ကြပေမဲ့သပင်လိမ်မော်ရောင်တဲ့ကောင်မလေးတယောက်ကတော့ထူးဆန်းစွာတည်ငြိမ်နေပြီးတစ်ဖက်ကတိုက်ခိုက်နေတဲ့သူတွေကလည်းအရှိပင်လယ်တစ်ခွင်မှာအချောဆုံးအလှဆုံးဆိုတဲ့ခေါင်းဆောင်အေဗီဒါရဲ့ပင်လယ်သမားသင်္ဘောဖြစ်ပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုကြောင့်စီပိုင်းကသင်္ဘောဝန်းနဲ့ရောက်သွားခဲ့ပြီးအေဗီဒါရဲ့အဖွဲ့ကလည်းအပျော်စီးလေးပေါ်ခြိတက်သွားတဲ့အချိန်သင်္ဘောသားတွေရဲ့ခိုင်ဘက်ဖြစ်တဲ့လူကောင်သေးသေးနဲ့ခိုဘီကလည်းအေဗီဒါရဲ့ကောင်းမှုကြောင့်တစ်ဖက်လေးပေါ်ရောက်သွားခဲ့ပါတယ်။အပျော်စီးလေးပေါ်မှာပါသမျှတန်မိုးကြီးပစ္စည်းတွေအားလုံးကိုတင်းကျုပ်ယူနေကြတဲ့အချိန်ခိုဘီကလည်းတစ်သားစီပိုင်းကိုတွေ့သွားခဲ့ပြီးအဲ့လိုအခွင့်ကောင်းကိုစောင့်နေတဲ့တခိုးမလေးကတော့အေဗီဒါရဲ့သင်္ဘောပေါ်တက်သွားခဲ့ပါတယ်။ခိုဘီတွေ့လာတဲ့အရက်စီပိုင်းကိုလည်းကြံတဲ့ဓမြတွေကအနိုင်သိယူလိုက်ကြပြီးအထဲကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့ထင်တယ်လို့ဝိုင်းနေမဟုတ်ပဲကောက်ရုပ်အထုပ်နဲ့ကောင်လေးတယောက်ဖြစ်နေခဲ့ပါတယ်။စီပိုင်းထဲမှာအိပ်ပျော်နေတဲ့ကောင်လေးကပင်လယ်ဓမြတွေကိုတော့ရှိရလို့မထင်ပဲဗိုက်စားရလို့ဇက်တိုက်ပြောနေပြီးသူ့ကိုရန်ရှာတဲ့ကောင်လေးကိုပါအေးအေးဆေးဆေးတင်ညာပြပေးလိုက်ပါတယ်။ဟောင်းနှမ်းနေရဲ့ကောက်ရုပ်အထုပ်ဆောင်ထားပြီးမျက်နှာမှာအမာယုံနဲ့ကောင်လေးရဲ့နာမည်ကတော့မွန်ကီတီလူဖီဖြစ်ပါတယ်။ခိုဘီကတော့တင်းမောပေါ်မှာဓမြတွေအများကြီးပါလာတဲ့အတွက်အမြန်ဆုံးပြေးဖို့ပြောပေမဲ့လူဖီကဂီယူမဆိုင်ပဲအစားအသောက်ကိုအငမ်းမရစားနေပြီးသူ့ရဲ့လေကရေဝဲထဲမှာမြုပ်သွားတဲ့အတွက်နောက်တစ်စီးထက်ရှာရမယ့်အကြောင်းပြောပါတယ်။တကယ်တော့ခိုဘီကလည်းအေဗီဒါရဲ့တင်မောသားမဟုတ်ပဲတနေ့မှာသူ့ငါးမြထွက်ချင်လို့စီးလာတဲ့လေကကန်ဆိုပြီးပင်လယ်သမားတွေပိုင်တာဖြစ်နေတဲ့အတွက်ဒီတင်မောပေါ်မှာ2နှစ်လောက်သူတို့ရဲ့ခိုင်ဘက်အဖြစ်ရှင်သန်နေရတာဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။အေဗီဒါဆိုတာအရင်ဆိုးသွမ်းတဲ့ပင်လယ်သမားမကြီးဖြစ်လို့ထွက်ပြေးဖို့လည်းမစင်စားရတဲ့အကြောင်းပြောပေမဲ့အပူပင်မရှိတဲ့လူဖီကတော့ဂယုမဆိုင်ပဲတစ်ဖက်ကကောင်မလေးကလည်းဓမြတွေစီရတော့မကြောက်မလန့်နဲ့ပြန်ခိုးနေရဖြစ်ပါတယ်။လူဖီကိုတွေ့ခဲ့တဲ့တင်မောသားတွေကကြောက်ကြောက်လန့်လန့်နဲ့တွားပြောကြပေမဲ့အေဗီဒါရဲ့တင်မောစာမိသွားခဲ့ပြီးခိုဘီကလည်းသူ့သားဒီကနေထွက်ပြေးလို့ရမယ်ဆိုရင်သူလှုပ်ချင်တာတစ်ခုရှိတဲ့အကြောင်းပြောပြလိုက်ပါတယ်။လူဖီပင်လယ်ထဲကိုထွက်လာရတဲ့အကြောင်းရင်းကတော့ပင်လယ်သမားဘုရင်ဖြစ်ချင်လို့ဖြစ်ပြီးအခုထိအဖွဲ့သားတယောက်မှမရသေးတဲ့အပြင်အဲ့လိုဖြစ်နိုင်မှုဆိုရင်ချမ်းသာမှုကြော်ကြားမှုနဲ့အာဏာရှိမှုကိုပေးစွမ်းနိုင်တဲ့ One Piece ရတနာကိုရမှဖြစ်နိုင်တဲ့အကြောင်းခိုဘီကပြပြလိုက်ပါတယ်။တကဘာလုံးကထိပ်သီးပင်လယ်သမားတွေအားလုံးက One Piece ကိုလိုက်ရှာနေကြတာဖြစ်လို့လူဖီလိုပြောင်ဆက်ဆက်ငချိုလေးကလုံးဝထိတ်ဆုံးအောင်ရောက်မှာမဟုတ်ဘူးလို့ခိုဘီကညင်းမိမယ်။လူဖီကတော့သူ့အနေနဲ့ဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာကိုဂရုစိုက်နေမှာမဟုတ်ပဲသူ့လှုပ်ချင်လို့ကိုလှုပ်တာဖြစ်တဲ့အကြောင်းနဲ့သူ့ရဲ့ဆုံးဖြတ်ချက်အတွက်တေးရမယ်ဆိုရင်တော့တိုက်ခိုက်သွားမှာဖြစ်တဲ့အကြောင်းပြပြလိုက်ပါတယ်။သူတခါမှမတွေ့ခဲ့ဘူးတဲ့စကားကိုကြားလိုက်ရတဲ့ခိုဘီကလည်းကိုယ့်ရဲ့အိမ်မက်အတွက်အသက်ဆုံးပြီးအကောင့်တွေပေါ်ရမယ်ဆိုတဲ့လူဖီရဲ့စကားကြောင့်ဒီတင်မောကနေရအောင်ထွက်ပြေးမယ်ရေတက်ထဲကိုဝင်မယ်ပင်လယ်သမားတွေကိုလိုက်ဖမ်းမယ်ဆိုတဲ့သူဖြစ်ချင်တဲ့အိမ်မက်ကိုလက်မလျှော့ပဲအကောင့်တွေပေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အေဗီဒါကဖမ်းမယ်လို့ကြွေးကြော်နေတော့ East Blue ရဲ့အချောဆုံးပင်လယ်သမားအေဗီဒါကရောက်လာခဲ့ပြီးအစကတော့လူဖီကိုကျေးစားပင်လယ်သမားမဟုတ်ဆိုဇိုလိုလို့ထင်ခဲ့ပေမဲ့ဟုတ်မနေတဲ့အပြင်ညောင်မာတာကရုပ်စိုးစိုးနဲ့ဖတ်တီးမလို့ပါထခေါ်လိုက်ပါတယ်။ဘသူမှသူ့ကိုအဲ့လိုမပြောရခဲ့တဲ့အေဗီဒါလည်းစိတ်ဆိုးဆိုးနဲ့ထတောင်းကြမ်းမိမယ်လူဖီကဂယူးဆိုင်မနေပဲအကုန်လုံးကိုမျက်ခွက်အပြဲသားနဲ့ပြန်စုံနေရဲ့ပြင်ရုပ်တရက်သူ့ရဲ့လက်ကရှေ့ထွက်လာပြီးဂေါမူနို rocket ဆိုတဲ့တိုက်ကွက်နဲ့အားလုံးကိုအမှောက်သိပ်ပစ်လိုက်ပါတယ်။လူဖီကသူ့ကိုယ်သူရာဘာလူသားလို့ပါပြောနေရကြောင်းတော်ရုံလူတွေမမြင်ဘူးတဲ့နတ်ဆိုးတစ်တီဆိုတာတကယ်ရှိမှအကုန်လုံးကသိလိုက်ရပြီးသူ့ကိုယ်သူပင်လယ်သမားလို့မိတ်ဆက်နေအောင်အေဗီဒါရဲ့တင်မောဘဝရတနာတွေကတော့အခိုးခံလိုက်ရပြီဖြစ်ပါတယ်။ခိုဘီကအေဗီဒါရဲ့ဒေါသကိုသိလို့အချိန်ရှိတုန်းပြေးခိုင်းနေရင်ပဲလူဖီရဲ့အိမ်မက်အကြောင်းကိုပြန်သတိရသွားတဲ့ကြောင့်သူ့အရင်ကြောက်ပါတယ်ဆိုတဲ့အေဗီဒါကိုရုပ်အဆိုးဆုံးဖတ်တီးမလို့တတိရှိရှိအော်ပြောလိုက်ပါတယ်။သူကရေတက်ထဲကိုဝင်ပြီးရင်အေဗီဒါလိုပင်လယ်သမားတွေအားလုံးကိုပါရအောင်လိုက်ဖမ်းမယ်လို့ထပ်ပြောလိုက်တဲ့အတွက်တင်မောစာမီးတော့မဲ့အချိန်မှာရာဘာလူသားလူဖီကခေါင်းနဲ့ဝင်ခံလိုက်ပါတယ်။ရာဘာဖြစ်နေတဲ့အတွက်လုံးဝနာကျင်မှုမရှိပဲဂေါမူနိုပစ္စတိုဆိုတဲ့ရာဘာလက်တီတစ်ချက်နဲ့ပါအဆုံးသတ်ပေးလိုက်တာကြောင့်အရှိပင်လေရဲ့ကြမ်းတမ်းလာတဲ့ပင်လယ်သမားမကြီးအေဗီဒါလည်းအဝေးကိုလွင့်သွားခဲ့ပါတယ်။ကျန်တဲ့ကောင်တွေကိုပါခိုဘီအတွက်လှေတစည်းချက်ချင်းပေးဖို့လူဖီကအမိန်ပေးလိုက်ပြီးအဲ့အချိန်မှာအနားကိုရေတက်တင်မောတွေရောက်လာတဲ့ကြောင့်အခုချိန်မှာပင်လယ်သမားအဖွဲ့ဝင်ဖြစ်နေတဲ့ခိုဘီကလည်းလူဖီနဲ့အတူပြေးလာခဲ့လိုက်ရပါတယ်။ One Piece ကိုရဖို့ဆိုရင်ပင်လယ်သမားတင်းချိုင်းလို့တင်စားကြတဲ့ Grand Line ကိုကြော်ဖက်ရအောင်မှဖြစ်လို့လူဖီအနေနဲ့တယောက်တည်းသွားလို့မရပဲတကယ်တော်တဲ့အဖွဲ့ဝင်တွေကိုလိုအပ်အောင်မှဖြစ်ပါတယ်။အဲအကြောင်းပဲအရန်တော်ရလို့သတင်းကြားထားတဲ့ကျေးစားပင်လယ်သမားမဟုတ်ဆိုဇိုရိုကိုသူ့ဖွဲ့တဲ့ခေါ်ဖို့ဆုံးဖြတ်လိုက်ပြီးရေတက်စခန်းတစ်ခုမှာအဖမ်းခံနေရတဲ့ဇိုရိုစီကိုထွက်လာခဲ့လိုက်ကြပါတယ်။အရှိပင်လေရဲ့နမဲကြီးကျေးစားမဟုတ်ဆိုရိုရိုနိုဝါဆိုရိုဆိုတာကသွေးဆနေတဲ့မိစ္ဆာတကောင်လို့ဓမြတွေကိုအပိုင်းပိုင်းလှိပစ်တဲ့မကောင်းဆိုးရလို့ကြော်ကြားတဲ့သူဖြစ်တဲ့အတွက်ခိုဘီကတော့လက်နေပြီမဲ့ဇိုရိုသာလူကောင်းတယောက်ဆိုရင်အဖွဲ့ဝင်ဖြစ်ရအောင်ခေါ်မှဖြစ်တဲ့အကြောင်းလူဖီကဖျက်ပြလိုက်ပါတယ်။လူတွေကတော့ဇိုရိုဆိုတဲ့နာမည်ကိုကြားရုံနဲ့လက်နေကြတဲ့အပြင်ဒီရေတက်စခန်းရဲ့ကပတိန်မော်ဂန်ဆိုတဲ့သူကိုပါကြောက်နေကြတာကိုတွေ့လိုက်ရပါတယ်။လူဖီကတော့ထုံးစံအတိုင်းဘာတစ်ခုမှခေါင်းနဲ့ထည့်မနေပဲပင်လယ်သမားမဟုတ်ဆိုရိုရိုနိုဝါဆိုရိုကိုဖမ်းထားတဲ့နေရာစီရောက်လာခဲ့ပြီးသူ့ကိုသာလှုပ်ပေးလိုက်ရင်လူဖီလိုပင်လယ်သမားကိုချက်ချင်းတက်ပစ်လိုက်မယ်လို့ခိုဘီကတားပြီးမြညောင်မာတာကပြောလို့မရတာကြောင့်တိုင်ပတ်နေတဲ့အချိန်မှာဇိုရိုကသူတို့ကိုတွေ့သွားခဲ့ပါတယ်။အခုလို recap တွေကိုမြန်မာစာရင်းထိုးနဲ့ကြည့်ကျင်နေဆိုရင် Telegram မှာ Geo Anime ခွန်သုံးလုံးလို့ရိုက်ရှာပြီးကြည့်ရှုလို့ရပါတယ်။ US နိုင်ငံ location ရတဲ့ဘယ် VPN မဆိုခန့်ကြည့်ပေးခြင်းဖြင့်ကျွန်တော်ကိုဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုရုံနဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုချင်ပါတယ်။အနားမှာအော်ဂျီဟစ်ကျဲလုံနေတဲ့နှစ်ကောင်ကိုထွက်သွားဖို့ပြောတဲ့အချိန်မှာပဲခိုးကြောင်ခိုးဝက်နဲ့ကောင်မလေးတယောက်ရောက်လာခဲ့ပြီးဇိုရိုစားဖို့ထမင်းလုံးတွေလာပေးနေတဲ့အတွက်ဒီနေရာကနေထွက်သွားဖို့မောင်းထုတ်နေရပြန်ပါတယ်။
အဲ့ချိန်မှာရေတက်အဆောင်နှစ်ယောက်နဲ့အတူရောက်လာတဲ့ဇောင်ကြောငါပေါ်တကောင်ကထမင်းလုံးကိုယူစားလိုက်ပြီးမြဲစားနဲ့လောက်ရမယ့်အစားတကြားနဲ့လှုပ်ထားတာဖြစ်လို့ခြုံလုံးနေရကြောင်းအကုန်လုံးကိုနင်းချစ်ပစ်လိုက်ပါတယ်အဲ့ဒါအပြင်ရာဇဝတ်သားကိုကုညီတဲ့သူပါကြိုးပေးခံရမယ်ဆိုတဲ့အမိန့်စာနဲ့အတူသူ့အဖေကပတိန်ကိုတိုင်ထုတ်ပြန်ထားတာဖြစ်တဲ့အကြောင်းပြောနေရကြောင်းသူကမော်ဂန်ရဲ့တာမန်တိသွားကြပြီးကလေးမလေးကိုလည်းနိုင်ရန်အပြင်ကိုလွှင့်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်ရေတက်သားကမလုတ်ချင်မိမဲ့အမိန့်ကိုလည်းမလွတ်ဆန်ရတာကြောင့်လွှင့်ပစ်လိုက်တဲ့အချိန်လူဖီကကယ်လိုက်နိုင်ပြီးမော်ဂန်ရဲ့သားကတော့ဇိုရိုကိုဂတိအတိုင်းဒီနေရာမှာတလားပြအောင်နေနိုင်မှာမဟုတ်တဲ့အကြောင်းပြောခဲ့လိုက်ပါတယ်သူတို့ရဲ့သဘောတူညီမှုက10ရက်ပဲကြံတော့တာဖြစ်ပြီးညောင်မာလာလူဖီကတော့သူ့သားဆိုရင်3ရက်လောက်အစာမစားရရနဲ့တင်တည်သွားနိုင်တဲ့အကြောင်းသွားပြောလိုက်ပါတယ်ဇိုရိုကတော့ဘာတွေပဲဖြစ်နေသူ့လုံးဝအသက်ရှင်ရမယ့်အကြောင်းနဲ့လူဖီကိုလည်းမြေကြီးပေါ်မှာနင်းချထားတဲ့ထမင်းလုံးကိုယူပေးဖို့တောင်းဆိုလိုက်ပါတယ်ဘလောက်ပဲညစ်ပတ်နေပါစေအစာမစားရတာရက်20လောက်ရှိနေပြီဖြစ်တဲ့ဇိုရိုအတွက်တော့အရသာရှိလုံးနေရကြောင်းအဲအကြောင်းကိုလူဖီကလည်းကလေးမလေးစီကိုပြပြလိုက်ပါတယ်တကယ်တော့ဇိုရိုအဖမ်းခံခဲ့ရတယ်ဆိုတာကသူစိုးသားလို့မဟုတ်ပဲတနေ့မှာမော်ဂန်ရဲ့တာဟင်မပိုကသူ့ရဲ့ခွေးကိုမျိုးထဲမှာလိုက်တောင်းချခိုင်းတဲ့အပြင်ကလေးမလေးရီကာရိုရဲ့စားသောက်ဆိုင်မှာပါအနိုင်ကျင့်နေကြတာဖြစ်ပါတယ်ခွေးရရီကာကိုပါကိုက်ဖို့လုပ်တဲ့အချိန်မှာတော့ဇိုရိုကဝင်တီးပေးလိုက်ပြီးလူတိုင်းကြောက်ရတဲ့ပင်လယ်သမားမို့ဆိုဇိုရိုဖြစ်နေရကြောင်းဟင်မပိုကမရှင်းနိုင်မိမဲ့သူ့အဖေမော်ဂန်ကိုသာတိုင်လိုက်ရင်ရီကာတို့တာမီကြိုးပေးခံရမှာတေချာတဲ့အကြောင်းချင်းချောက်လိုက်ပါတယ်အဲ့လိုမဖြစ်စေချင်ဇိုရိုကအစားအဖမ်းခံမှုနဲ့တလားတိတိအချုံနောင်ထဲမှာမသေးပဲနေနိုင်မယ်ဆိုရင်သူတို့သားမီကိုလှုပ်ပေးမယ်လို့ကန်နိုင်ခဲ့တာကြောင့်ဇိုရိုကလက်နက်ချအဖမ်းခံခဲ့တာဖြစ်တဲ့အကြောင်းရီကာကပြောပြလိုက်ပါတယ်အဲ့အချိန်တွင်လည်းဟင်မပိုကအမျိုးမျိုးနှိပ်စက်နေတာဖြစ်တဲ့အကြောင်းမှာပြောပြလိုက်တဲ့အတွက်ဇိုရိုကလူဆုံးမဟုတ်တဲ့အကြောင်းတီးသွားကြတဲ့အချိန်မှာပဲဟင်မပိုကနောက်တစ်ခေါက်ဆိုင်ကိုလာပြီးတောင်းကျမ်းနေတာကိုတွေ့လိုက်ရပါတယ်ဆိုင်ထဲမှာတခိုးမလေးလည်းရှိနေပြီးဟင်မပိုကတော့မနှက်ပြန်သူ့ဇိုရိုကိုတတ်တော့မဲ့အကြောင်းတဆိုင်လုံးကြားအောင်အော်ပြောနေရကြောင်းအဲ့စကားကိုကြားလိုက်ရတဲ့လူဖီကလည်းဟင်မပိုရဲ့မျက်ခွက်ကိုပြေးထိုးလိုက်ပါတယ်လူဖီကတော့ကပတိန်ရဲ့တားတွေပါတွေဂယူးဆိုင်နေမှာမဟုတ်ပဲစားရှိရင်ဘိုင်ဝမ်ချဖို့စိန်ခေါ်နေတဲ့အပြင်ဇိုရိုကိုလည်းသူ့အဖွဲ့ဝင်အဖြစ်တေချာပေါက်ရအောင်ခေါ်မယ်လို့ဆုံးဖြတ်လိုက်ပြီးဖြစ်တဲ့အကြောင်းခိုပီကိုပြပြလိုက်ပါတယ်ရေတက်စကန်မှာတော့ပြည်သူတွေစီကအခွင့်အရေးအရနဲလာတဲ့အတွက်ကပတိန်မော်ဂန်ကဒေါသထွက်နေတဲ့အချိန်ဟင်မပိုကသူ့အတွက်လူတရက်ကိုတတ်ပေးဖို့လာပြောခဲ့ပါတယ်ဇိုရိုကသူငငယ်တုန်းကတငယ်ချင်းတရက်ကိုပေးခဲ့တဲ့ကတိကြောင့်ဘလိုနီးနဲ့မှတေလို့မရတဲ့အကြောင်းရေရွတ်နေတဲ့အချိန်လူဖီကပြန်ရောက်လာခဲ့ပြီးသူ့ကြိုးပြစ်ပေးပြီးရတယ်သူ့ရဲ့ပင်လယ်ဓမြအဖွဲ့တွေဝင်ရမယ်လို့ထပြောလိုက်ပါတယ်ဇိုရိုကတော့ပင်လယ်ဓမြလို့ရာဇဝတ်သားတွေနဲ့ဘတော်မှအလို့အတူတူတွဲမလုံးနိုင်တဲ့အကြောင်းပြန်ပြောပေးမယ်ဇိုရိုကိုယ်တိုင်ကလည်းမကောင်းဆိုးအကြေးစားမှုဆိုလို့နာမည်ကြီးတဲ့သူဖြစ်လို့သူ့အဖွဲ့တွေဝင်ကိုဝင်ရမယ့်အကြောင်းလူဖီကတစ်ဖက်သက်ကြီးဆုံးဖြတ်ထားတာဖြစ်ပါတယ်ဇိုရိုကဓာသမားတယောက်ဖြစ်တဲ့အတွက်သူသာအဲ့ဓာတွေကိုပြန်ယူပေးနိုင်ရင်အဖွဲ့ထဲဝင်ရမယ်လို့တောက်ခွက်ပြောင်ပြောင်ပဲပြောခဲ့လိုက်ပြီးရေတက်စကန်နဲ့ကိုခေါမှုတို့ rocket နဲ့ဝင်သွားခဲ့ပါတယ်ရေတက်စကန်ရဲ့အပေါ်မှာတော့ကပတိန်မော်ဂန်ကသူ့ရဲ့ပုံတူရုပ်ထုကြီးကိုထောင်ဖို့အတွက်တပ်သားတွေကိုအမိန်ပေးနေတဲ့အချိန်သူ့အဖေတော်မရိုက်ဖူးတဲ့မျက်နှာလေးကိုထိုးသွားတဲ့ကောင်လက်စားချိတ်ပေးဖို့ဟင်မပိုကကြီးကြနေခဲ့ပါတယ်အဲအကြောင့်မော်ဂန်ကဟင်မပိုရဲ့မျက်ခွက်ကိုနောက်တစ်ချက်ထိုးပေးလိုက်ပြီးအချင်းကသူ့မရိုက်ခဲ့ဘူးဆိုတာကလည်းအဲ့လိုဆုံးမရလာအောင်မတန်တဲ့တောက်ယူမှုလို့ဖြစ်တဲ့အကြောင်းသူ့သားကိုပြောပြလိုက်ပါတယ်ပြီးရင်တော့ဒီနေ့လူတက်ကွင်းထဲကိုဝင်လာတဲ့ကလေးမလေးကိုလည်းသူ့ရဲ့စီကံအတိုင်းတက်ပစ်ဖို့အမိန်ပေးလိုက်ပြီးဟင်မပိုနဲ့တပ်သားတွေကတော့ကလေးရွယ်ပဲရှိသေးရကြောင်းမလုပ်ချင်ကြပေမဲ့ကပတိန်မော်ဂန်ကသူ့အမိန်ကိုမနာခံတဲ့သူမှန်သမျှအပိုးကျိုးအောင်နမူနာပြပေးလိုက်ပါတယ်ကဘာပေါ်မှာယာဒူရဲ့အစ်စ်တွေဆိုတာကအလကားထားတာမဟုတ်ပဲဒီရေတက်စကန်မှာလည်းသူကယာဒူအကြီးဆုံးဖြစ်တဲ့အတွက်သူလောက်တာအကုန်မှန်တဲ့အကြောင်းပြောပြလိုက်ပြီးနှိမ့်ရှင်းလာများထုစစ်ခဲ့ရတဲ့ပုံတူရုပ်ထုကိုဆက်ထောင်နေကြတဲ့အချိန်အတန်ကြားလို့အောက်ကနေအချိန်နဲ့တက်လာတဲ့လူဖီကထုံးစံအတိုင်းပြဿနာရှာလိုက်ပြန်တဲ့အတွက်မော်ဂန်ရဲ့ရုပ်ထုလည်းနှစ်ပိုင်းကျိုးသွားခဲ့ပါတယ်။မြောက်မသားကတော့ဖုန်ကြီးခေါင်းခောက်ပြီးမှတောင်းပန်မိမယ်သူ့ကိုအသေးတက်မဲ့ရေတက်သားတွေလက်ကနေဇိုရိုဓာတ်ရဲ့တီနီယာကိုတည့်ရဲ့ဟင်မပိုကိုခေါ်ချက်သွားပါတယ်လူတက်ကွင်းထဲကိုလည်းခိုးပြီးဝင်လာတာမြင်လိုက်တဲ့အတွက်ရေတက်သားတွေရောက်ရက်ခတ်နေကြတဲ့အချိန်တခိုးမလေးကလည်းစခန်းထဲရောက်နေပြီးဇိုရိုရဲ့ဓာတ်တွေကိုလိုက်ရှာနေတဲ့လူဖီကလည်းဒဇာကန်ပြည့်ဟင်မပိုကိုအတုံးချနေကြတာဖြစ်ပါတယ်ခိုပီကလည်းသူကရေတက်သားဖြစ်ချင်နေဆိုပေမဲ့အခုလိုမတရားတဲ့လုပ်ရက်ကိုထိုင်မကြည့်နေနိုင်တဲ့အကြောင်းနဲ့ဇိုရိုထွက်မပြေးခြင်းမှုဆိုရင်တော့ဟင်မပိုကဂတိရုပ်ဖြတ်ပြီးမနှက်ပြန်ဇိုရိုကိုတတ်ဖို့ကြံစီထားတဲ့အကြောင်းပြောပြလိုက်ပါတယ်အဲစကားကြောင့်လူဖီကလည်းဒေါသထွက်ပြီးဟင်မပိုကိုထိုးခဲ့တဲ့အတွက်သူ့ကိုပါရေတက်ကလိုက်ဖမ်းနေရဖြစ်ပြီးခိုပီကပင်လယ်သမားတယောက်လို့ဖို့ဇိုရိုကိုမတိုက်တွန်းမိမဲ့လူကောင်းဖြစ်တဲ့လူဖီကိုတော့ကူညီပေးဖို့တောင်းဆိုလိုက်ပါတယ်အခုချိန်မှာလူဖီနဲ့ဆိုရိုနှစ်ယောက်ကပဲအချင်းချင်းကဲတင်နိုင်မှာဖြစ်တဲ့အကြောင်းပြောပြနေတဲ့အချိန်အနားကိုရောက်လာတဲ့မော်ဂန်ကနှစ်ယောက်လုံးကိုတတ်ဖို့အမိန့်ပေးလိုက်ပါတယ်လူဖီကလည်းဓာတ်တွေထားတဲ့အခန်းထဲကိုရောက်လာခဲ့ပြီးမြဲဆိုရိုရဲ့ဓာတ်ကဘယ်မှမသိပဲဟင်မပိုကလည်းတတိလစ်သွားပြီဖြစ်လို့အကောင်လုံးကိုယူသွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မော်ဂန်ကလည်းဆိုရိုနဲ့လူဖီတို့ကိုအချိန်မြင့်မရှိတဲ့အာနာသိန်းရဲ့ကြံစီမှုဆိုတဲ့အကြောင်းပြချက်နဲ့ချက်ချင်းကွက်မြက်ခိုင်းလိုက်ပါတယ်ဘလောက်ပဲတန်မာတဲ့ကောင်ဖြစ်နေပါစေသူ့ရဲ့ပိုင်တဲ့ထဲမှာတော့ဘာမှမဟုတ်တဲ့အကြောင်းပြောရင်ပြစ်ခိုင်းလိုက်တဲ့အချိန်ဒီလိုနေရာမှာတင်လို့မဖြစ်တဲ့အကြောင်းဆိုရိုကတွေးနေအောင်ရေတက်သားတွေပြစ်လိုက်တဲ့ကြီးစံကိုလူဖီကဝန်ခံလိုက်ပါတယ်ဒါကတော့ One Piece အပိုင်းတစ်ဖြစ်ပြီးအပိုင်းနှစ်ကိုနောက်နေ့မှာတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်